ဝေးမင်္ဂလာပါဒီနေ့မှာကျွန်တော်ဟိုကားမှာတိုက်ပြမယ်ခါမှမတိုက်ပြသေးဘူးဟိုကျွန်တော်ဒီနေ့မှာတိုက်ပြသွားမှာဖြစ်ပါတယ်။ကျန်ခဲ့တဲ့ရက်တရာဗီဒီယိုမတင်ပြတာဘာလို့လဲဆိုတော့ကျွန်တော်ပြင်းနေလို့ပါ။ဟုတ်နော်ကျွန်တော်အခုနံပါတ်7ခု base ကိုတော့တီးမယ်ဗျာ။ဒီ base လေးပေါ့နော်ကျွန်တော်တောင်း7နှစ်ကိုတီးရမှာဗျာ။ Okay ဝါ base အတွက် attacking လေးကတော့ dragon only ပဲဖြစ်ပါတယ်ဗျာ။ဟုတ်ပြီကျွန်တော်တောင်း7ခုလေးကိုဝင်လိုက်မယ်ဗျာ။ Okay let's go ကျွန်တော်ဖြုတ်လိုက်အောင်ဗျာ။ Okay legendary spell ကိုင်လိုက်မယ်ဗျာ။ဘယ် air defense ရှိတဲ့နေရာလေးကိုချပေးမယ်နော်။ Okay နောက်တစ်လုံးထပ်ချပေးလိုက်မယ်ဗျာ။ဟုတ်ပြီဗျာ။နောက်တစ်ထပ်ကျွန်တော်တို့တစ်လုံးထပ်ချပေးမယ်ပြီးတော့လို့ရှိရင်ဒီဘက်ကိုတောင်းရဗျာ။ပြီးတော့လို့ရှိရင်ဒီမှာထပ်ချပေးမယ်။နောက်တစ်လုံးထပ်ချမယ်။ဟိုနောက်တစ်လုံးထပ်ချမယ်ဗျာ။ဟိုနောက်တစ်လုံးထပ်ချမယ်။ Okay ပြီးတော့ရင်ဒီနား S ပါလေးတစ်လုံးချပေးလိုက်နော်။ဟုတ်ပြီပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီနားမှာကျွန်တော်တို့ကွင်းလေးကိုချမယ်ဗျာ။ကွင်းချမ်းရဲ့ arrow လေးလမ်းပစ်လိုက်မယ်။ Okay ပြပြီးတော့ရဆိုလို့ရှိရင်ကျွန်တော်တို့ Okay စောင့်ကြည့်ထားမယ်ဗျ။ Okay ပြီးတော့ dragon လေးကိုလက်ထဲမှာကင်ထားမယ်။ပြီးတော့ကျွန်တော်ကွင်းရဲ့နောက်မှာ dragon လေးအကုန်ချပေးပြပြီးကွာတန်းချမယ်ပြီးတော့လို့ရှိရင် king ကို eagle ပေးနားလေးမှာချပေးမယ်ဗျ။ဟုတ်ပြီးတော့လို့ရှိရင် poison spell ကိုကင်မယ်ဒါပေမဲ့မလိုအပ်သေးတဲ့အတွက်ကြောင့်ဘောလုံးလေးတွေပဲထည့်ပေးလိုက်မယ်နော်။ဟုတ်ပြီပြီးတော့လို့ရှိရင်ကျွန်တော်ဒီဘက်လေးနည်းနည်းလောက်ကြည့်လိုက်မယ်ဗျ။ဟုတ်ပြီပြီးတော့လို့ရှိရင်ဝါရန်ရဲ့ afflict ကိုဖွင့်ပြီးတော့လို့ရှိရင်ကျွန်တော်လည်းစောင့်ကြည့်လိုက်နော်။ဟုတ်ပြီပြီးတော့လို့ရှိရင်ကျွန်တော် CC တွေကထွက်လာတဲ့ဒီ dragon ကြီးကိုလည်းကျွန်တော် poison လုံးနဲ့တက်ပေးလိုက်မယ်ဗျ။ကောင်းကြီးရတယ်တစ်လုံးနဲ့တင်မဲ့ပုံတော့မပေါ်ဘူးဗျကျွန်တော်နောက်ထပ်တစ်လုံးတော့ထပ်ချပေးလိုက်မယ်ဟုတ်ပြီကျွန်တော် dragon နေနဲ့အပြိုင်ဆိုင်မှုတ်နေပေါ့နော်ကျွန်တော် dragon နေမရဘူးထင်နေပဲဟာပျောက်သွားရောင်းနော် dragon နေသွားပါပြီနှမျိုးစရာရပါတော့မလားမသိရောင်းအေးဟုတ်တယ်မဟုတ်တယ်အေးတော်သေးတာပေါ့ကွာရသွားတယ်โอเคစင်ရတော့ပြင်နေသေးတော့မယ်ဟုတ်ပြီကျွန်တော် dragon နေရွာတယ်နေတော့တော့ဆင်ပြီးတယ်ဗျစိုးရင်တော့ဒီဘက်မှာ defense နေရအရင်များတယ်နော်တော်တော်လေးများတယ်โอเค ability ဖွင့်ထားမယ်ဗျကျွန်တော်အဲ့ဒါမှဒီဘက်ကနေတော့မြင်ပြီးတော့ဒီဘက်ကိုလာကူနိုင်ပါလေဟုတ်တယ်မလားโอเคတော်တော်ဆင်ပြီးရနော်ကျွန်တော်ဟုတ်ပြီကျွန်တော်ဒီနားလေးက defense လေးတွေတော်တော်လေးများရပါမလားမသိဘူးဗျ infinite single တခုကတော့ရှိသေးတယ်ဗျဟုတ်ပြီကျွန်တော်ငါကောင်လေးစုပ်ကုန်ပြီအောင်ဒုက္ခရုံး damage တွေလည်းပြင်းလိုက်တာကျွန်တော်ကောင်တော့ကျန်သေးတယ်ဗျရတော့သေးတယ်ဗျဒါပေမဲ့စက္ကန့်ကြီးတော့မလုံလောက်ဘူးထင်တယ်ဗျချိန်ပိုင်းဆိုင်ရာတွေရလေ90ကျော်ဝေးကျန်တော့ဆိုတော့မရတော့တော့ထင်တယ်ဗျကျွန်တော် dragon တော့ပျောက်သွားပြီဗျကင်းလေးပဲကျန်တယ်ကင်းတစ်ကောင်လေးဆိုတော့ဘာမှသုံးစားမရဘူးဒီဘက်ကတော့ရှုံးတော့မယ်ဒီပါကွာ2 star နေကိုချိန်နိုင်ရမယ်ပုံdefense ကိုတော့မချဘဲနဲ့ဘလို့ဝါရင်ကြီးတွားချတာတော့ကင်းကဒုက္ခပဲကွာသွားပြီကင်းရှုံးပြီပေါ့စက္ကန့်လည်း30ကျော်ပဲကျန်တော့30နီးပါးလောက်ပဲသွားပြီကျင်းတွေဝိုက်တာပြောကြအောင်လို့ဒီက2 star နဲ့ချိန်နိုင်ရမှာပေါ့လုံးစမ်းမှာကွာအဲ့တခုလေးတော့ပြိုးအောင်ပြိုးလိုက်စမ်းပါ please ရမယ်ရတယ် okay ဟုတ်ပြီကျွန်တော်ထပ်စလာလေးတခုကထပ်ပြီးဖြိုးလာဟုတ်ပြီဒါရောင်းပါလားမရတော့ဘူးနောက်တစ်ချက်လောက်ထိုးလိုက်ပြီးနေပြီကိစ္စကွာမရပါဘူးကွာကန်တီးရစီမံတဲ့အတိုင်း2 star ပဲပေါ့အဲ့တော့အိမ်ပဲပြန်လိုက်တော့မှာ okay ဒါကတော့ကျွန်တော်ဝါတိုက်ပြမယ်လို့ပြောထားတာပဲဖြစ်ပါတယ်ခရီးအတိုင်းကျွန်တော်လောက်ရပါတိုက်ပြပြီးတော့ပါပြီတော့ကျွန်တော်ဗီဒီယိုကြတဲ့တန် like subscribe လေးလုပ်ဖို့မမေ့ပါနဲ့အားလုံးပဲတတာ